ပွဲဝင်းမိတဲ့ကဟီးရိုးတိုက်တဲ့ဖြစ်တဲ့ Abyss Conqueror ကိုအလွယ်ကူဆုံးနည်းနဲ့ယူပြပါမယ်။သုံးရမယ့်လက်နက်ကတော့ရက်တောင်နဲ့ထီပါ။ရက်တောင်ကတော့ Inkwell Fan အမျိုးအစားဖြစ်ပြီးတော့ထီကတော့ဘာနဲ့ Umbrella ဖြစ်ရပါမယ်။ပြီးရင် Wandering Path ထဲကိုဝင်ပြီးတော့ Trial ကိုရွေးလိုက်ပါ။ Trial ထဲမှာ The Void Skin ကိုရွေးပြီးတော့တက်ရမှာပါ။ Abyss Conqueror ရဖို့ဆိုရင် Abyss Mode နဲ့ရွေးပြီးချရမှာပါ။အဲ့ Abyss Mode ကတော့ Hard Mode ကိုအောင်မှပွင့်မှာပါ။ The Void Skin ကိုတွေ့ပြီဆိုတာနဲ့သူ့နောက်မကပ်ပဲနဲ့အဝေးကနေပြီးတော့သူ့ကိုမြားခေါ်ဖို့အတွက် ထီရဲ့ Skin နဲ့တန်းပြီးတော့ပစ်လိုက်ပါ။ပစ်ပြီးရင်ရဲတောင်တိုင်းကိုပြောင်းပြီးတော့သူထလာတဲ့အထိကိုခဏစောင့်လိုက်ပါ။သူထလာပြီဆိုတာနဲ့အနောက်ဘက်ကရှိတဲ့ကြောက်ဆောင်ဘေးကိုသွားလိုက်ပါ။အဲ့မှာတစ်ပင်အမြင့်ရဲ့ရှေ့နားလေးမှာကြောက်ဆောင်ကြားလေးရှိတယ်။အဲ့ကြားလေးတွေကိုငုံဝင်ပြီးမှလမ်းကြောင်းလေးရှိတယ်။အဲ့ထဲကိုဝင်သွားလိုက်ပါ။သူရောက်လာပြီဆိုတာနဲ့ရက်တောင်ရဲ့ light attack ကိုဖိပြီးတော့ကြောက်ဆောင်ရဲ့အနောက်ကနေသူ့ကိုလှမ်းပြီးတော့ပြစ်နေလိုက်ပါအဲ့လိုပြစ်တဲ့ခါကျရင်ကြောက်ဆောင်ဘေးကိုတားကြီးမကပ်ပါနဲ့သူခုတ်ကြီးလှမ်းထိတဲ့တော့ရက်တောင်ရဲ့အဲ့ဒီတိုင်းကွန်းကအန်ဂျူအာနဲ့ကုန်တာကြောင့်မလို့အန်ဂျူအာနဲ့ပြည့်အောင်ပြန်ဆောင်ပြီးမှသုံးနေလိုက်ပါနည်းနည်းတော့စိတ်ရှည်ရပါမယ်သူအသက်နှစ်သက်ကုန်သွားတဲ့ချိန်တိုင်းတော့ရပါပြီသူ့ကိုတက်လို့နိုင်သွားပြီဆိုမှအဲ့ divide king ထဲမှာအဲ့မှာ reward လေးတွေရပါမယ်အဲ့ reward လေးတွေကိုယူလိုက်ပါအဲ့ reward ထဲမှာAbyss Conqueror ရဲ့စုတစိတ်လေးရပါလိမ့်မယ်အဲ့စုတစိတ်လေးယူပြီးရင် back ထဲက common ထဲမှာအဲ့ Abyss Conqueror ဆိုတဲ့စုတစိတ်လေးကိုသုံးပေးလိုက်ပါအဲ့ဒါဆိုရင်တော့ hero title မှာ Abyss Conqueror ကိုရွေးလို့ရသွားပါလိမ့်မယ်
အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်